ဇက်ဟန်ပုံနဲ့ဒီနေရာပါပဲဗျ ဟဲ့ဒီခက်ကြီးကိုမစိုးသားနဲ့နင်လူသက်တရခန့်အစ်စ်ဆိုတာငါတို့သိပြီးသွားပြီ မောင်ဘူးစီရဲ့ကိုဘူးစီရဲ့စပယ်ရှယ်ဘူးစီရဲ့ဘူးစီရဲ့မင်းတရှိရရှေ့ဆက်အောင်ပါလားဆက်မှာပေါ့ဟာငယ်ကျွန်းကြီးရဲ့ဒီကနေ့ခါတော့ကိုယ်ပြီးတော့နေရမယ်အလောက်တော့လိုက်တော့မတော့ပါဆိုလက်ကျင်ပြန်ဟုတ်တယ်ဟာကောင်းတယ်ကွာဆရာကျွန်တော်ဆက်ပြီးတော့ပါဆရာဟုတ်ကဲ့ငါအိမ်မက်တွေနေဖောင်းပြီငါအိမ်မောကနေပြားစေ